master quiz လေးတွေ master လေးတွေဘာလို့ဈေးရွာတော့နဲ့ဘာလို့ဈေးရွာလဲဆိုတော့ကျွန်တော်တို့quiz မှာကျွန်တော်တို့ဒါ quiz ဆိုတာတော့တကယ် Suzuki ပေါ့နော် Suzuki ရဲ့ရုပ်ကိုquiz ရုပ်လို့ခေါ်ကြပါဘောနော် quiz လေးနဲ့တူလို့ဆိုတော့အဲ့မှာရက်ခေါ် quiz ဆိုပြီးဖြစ်သွားပါဘောနော်ဒီကားလေးတွေရဲ့သမိုင်းကြောင်းကိုရင်စပြပြတယ်ဒီကားလေးတွေကကျွန်တော်တို့မြင်တော့ကျွန်တော်တို့ B600 တို့ B360 တို့အဲ့လို living ကားလေးတွေအဲ့လိုအစားထိုးဒီနေရာဝင်လာပေါ့နော်နောက်တစ်ခါ Sunny Pickup တို့နောက် public car တို့အဲ့နေရာကိုအစားထိုးဝင်လာတဲ့နေရာဝင်လာတဲ့ကားလေးပေါ့နော်တကယ်လည်း performance ကောင်းပါတယ်စဝင်လာတာဆိုတော့ဆိုရင်ဒါပြင်းလေးကိုတက်ပါမလားနောက်လမ်းကြမှာပေါ့အငင်ပေါင်း660လေးနဲ့ပြောကြအောင်အခုချိန်မှာသွားကြည့်ရင်ဒါလူ10ယောက်12ယောက်နဲ့ပြင်းလေးကိုအဲကုန်းဖွင့်ပြီးတက်နေကြအောင်နော်အဲ့လိုမျိုးနေထားလေးရှိတယ်ကား performance ရမ်းကောင်းပါတယ်နော်ဒီကားလေးတွေကကျွန်တော်တို့မြန်မာကို2001လောက်ကနေ2001 model လောက်မှာအနေဆုံးစတွေ့ရတယ်နော်F1 ဆို F10 လောက်အနေဆုံးစတွေ့ရတယ်သူတို့2017ခုနှစ်လောက်ကစပြီးတော့မြန်မာကိုဝင်တဲ့ကားလေးဖြစ်တယ်ပေါ့နော်F10 GHIJK 2016လောက်မှာ L10 ပေါ့နော် L10 စပြီးဝင်တယ်အဲ့ချိန်မှာတော့ပုံများများစားဝင်တယ်အစီအပုံများပေါ့နော် L10 ဝင်ကြတယ်model 2006အနေဆုံးဝင်ကြတယ်ပေါ့နော်2016ကနေ2006အနေဆုံးဆိုတော့ရောက်ရှိခုနှစ်ကနေ10နှစ်ဆိုပြီးတော့ကျွန်တော်တို့အဲ့တော့ပါမစ်တွေနဲ့ဝင်ရအောင်နော်အရင်လည်းဈေးသက်တာလေအဲ့ချိန်တော့ဆိုရင်ကားဖို့350ကျွန်တော်လေလံမှာဒီရောက် PCCIF ပေါ့နော်တင်မောက insurance ကြီးပုံပစ္စည်း350 tax ကကျွန်တော်တို့အဲ့တော့တော့နဲတာပေါ့နော်အဲ့တော့အဲ့ချိန်ကငွေကြီးနဲ့ဆို8သိန်းပေါ့နော်အကုန်လုံးပစ္စည်းမှာ60လောက်ပဲကြာပေါ့နော်ကားစီးဆိုရင်ခုတော့ဘယ်ရင်ဖြစ်နေတာပေါ့နော်ဒီကားလေးကစီစားသက်တာပေါ့နော်ကွက်ဆေးပြီးဖြစ်တာပြီးတော့လည်းဂျပန်ပြည်ထဲမှာပဲသုံးကြတယ်နော်တခြားနိုင်ငံတွေကို export လုပ်ထားတာတခြားနိုင်ငံမှာဒီ660 engine လေးသုံးနေတာမျိုးမရှိဘူးဂျပန်ပြည်တွင်းတော့သူကတီးတန့်ပဲထုတ်လုပ်ထားတာဖြစ်တယ်အဲ့အတွက်ကျတော့ဂျပန် chassis နဲ့ပေါ့နော် chassis နဲ့သူကတီးတန့်ရိုက်ပြီးတော့ထုတ်ထားတာဖြစ်တယ်နိုင်ငံတကာ export လုပ်နေတဲ့ကျွန်တော်တို့ bin code ပေါ့နော် VIN bin ပေါ့ high care identification number ပေါ့နော် bin နဲ့ထုတ်ထားတာမဟုတ်ဘူး chassis နဲ့ပဲထုတ်ထားတာဘင်းနဲ့ထုတ်တဲ့ကျွန်တော်တို့ဒီမြန်မာပြည်မှာ SKD ထုတ်တဲ့ဒီ Suzuki R-Mine နဲ့ပေါ့နော် R-Mine နဲ့တွေတော့ရှိတယ် R-Mine နဲ့လည်း1060မဟုတ်တော့1000cc ဒါပြီးတော့သူကနိပညာနဲ့ဒီကောင်လောက်မမြင်ဘူးပေါ့နော်အဲ့အနေထားရှိတယ်နောက်တစ်ခုကကားလေးတွေကဘာဖြစ်လို့ဈေးနေရအောင်ဆိုတော့ချိန်တော့ကတော့ဝင်ခဲ့တဲ့ကားတွေကတော့ brand အစုံရှိအောင်ပေါ့နော်ဆရာကြီးကတော့ Toyota ပေါ့ Toyota ဒါပေမဲ့ Toyota ရဲ့ company ကွဲ Daihatsu ကနေပဲဥဆောင်ပြီးတော့ထုတ်လုပ်တဲ့ဒီကားလေးတွေပေါ့နော်Toyota ကိုယ်တိုင်လည်းသူ့နာမည်နဲ့ထုတ်တာရှိတယ် Toyota Big 6ဆိုပြီးတော့ကားရှားတယ်ဝင်တာနဲတယ်ပိုးကြိုက်ရတဲ့လူတွေ Toyota ကိုမှတ်ကြတာပေါ့နော်တကယ်လည်းကောင်းပါတယ်နောက်ဆိုတန်သားကောင်းတယ်အင်ဂျင်ရုံးဆွဲကောင်းတယ်အင်ဂျင်အထိုင်နေရစားသွားသဘောကျတယ်ပေါ့နော်သူခါးတိုင်းကြီးထိုင်ထားတဲ့အနေအထားမှာရှိတယ်ပေါ့နော်Daihatsu Hi-Jet တွေရှိမယ်နောက်အလုံး Suzuki Carry ရှိမယ်နောက် Master Scrum ရှိမယ်နောက် Mitsubishi ဆိုရင် Mini Cut Nissan Clipper အဲ့ဒါပုံစံတူ2စီး Suzuki Carry နဲ့ Master Scrum နဲ့ပုံစံတူ2စီးHonda Atti ကတော့သူ့တမျိုးလေးကွဲထွက်နေတယ်။နောက် Subaru Sama လည်းတမျိုးလေးကွဲထွက်နေတယ်။အဲ့လိုမျိုးပေါ့နော်။အကုန်လုံးကုမ္ပဏီကျွန်တော်တို့ဒါ10ခုလောက်ရှိရပေါ့နော်။ Toyota Basic ရောဆိုရင်ပုံစံလေးတော့မတူကြဘူး။သို့တော့အဲ့ဒီတော့ဝင်မှာအကြိုက်တယ်လည်းမတူကြဘူး။ Hi-Jet ဆိုရင်ရန်ကုန်ကလူတွေပိုကြိုက်တယ်။ရန်ကုန်ကတော့လူကြီးပိုများတော့ Hi-Jet တွေလေးလံဆွဲတာပိုများတော့လေးလံဆိုတာကျွန်တော်တို့ဂျပန်ကဈေးတိုင်းစနစ်ဆိုတော့ဝယ်တဲ့သူများတဲ့ကောင်ဈေးတက်သွားလေးလံဈေးတက်သွားပေါ့နော်။Suzuki ဆိုရင်ဒါ Quick Blue ဆိုပြီးမန်လေးဘက်ကလူတွေအကြိုက်များတယ်ပေါ့နော်။ Suzuki နဲ့ Master ကတော့ရုပ်ကတပုံစံနဲ့ဒါပေမဲ့ Master ကတော့လူတွေ Master ဆိုလို့ရှိရင်ကားလို့ Suzuki တော့မကောင်းဘူးလို့ထင်တယ်တကယ်တမ်းတပုံစံနဲ့ပဲသူတို့ကုမ္ပဏီနှစ်ခုက Master လောက်ထားတာ Master လောက်ထားတာဆိုတော့ Master ကသူ့တစ်စိတ်ပဲတက်ခွင့်ပေးတယ်ကျန်တဲ့စိတ်ပိုင်းအကုန်လုံး Suzuki ရဲ့ဤပညာ Suzuki ရဲ့ပစ္စည်းတွေကိုပဲတက်ထားတာသူတစ်စိတ်ပဲပါ Chassis မှာလည်း DA နဲ့ DG နဲ့တလုံးပဲကွာ A နဲ့ G တလုံးပဲကွာအဲ့လိုပဲ Mitsubishi နဲ့ Nissan ဆိုလည်းအဲ့လိုပဲအတူတူပဲU71 နဲ့ U61 နဲ့လာမသိဘူးအဲ့လိုပဲနည်းနည်းလုံးမယ်ကွာဤပညာအကုန်အတူတူပဲတစ်စိတ်လေးပဲကွာဒီပုံစံနဲ့တူတယ်ဒီပုံစံနဲ့ performance တစ်ထက်ထဲကြတယ်ပြောရမယ်ဆိုရင်ဒါရုပ်ချင်းတူတဲ့အမှားလိုပဲနော်ညံရကတူတယ်ဗျာ10တန်းဖြေလို့အပတ်ဆင်းအောင်မှတချို့အမှားဆို3လေးမှပဲကွာပဲရှိတယ်ပြောချင်တာအဲ့လိုဒီပုံစံနဲ့ဖြစ်တယ်ပေါ့နော် Honda ဒီညတော့ဒီတန်ကွက်ထွက်နေတယ်နောက် Subaru Sama လည်းဒီတန်ကွက်ထွက်နေတယ် Sama ဆိုရင်ဒါတခြားကားတွေအကုန်လုံးက660cc piston 3လုံးတို့ Sama တော့သူကပြန်ကားကုမ္ပဏီဆိုတော့ performance ကိုဦးစားပေးခြင်းတော့ stand ပေါ့နော် engine လေး piston လေးလုံးတို့နဲ့လာရဲတချို့အတန်တွေပါဆိုပြန်ကားနဲ့ပေါ့နော်ပြီးတော့ထိုင်ရလဲသူကနောက်ထိုင်ပေါ့နော်သင်ပြီးမှကတ်ထိုင်ထားတယ်ကျွန်တော်တို့ express ကားကြီးလိုမျိုးပေါ့နော်ပြီးတချို့ကားတို့ super charger မှာပါတယ်ရုံးဆွဲဖို့ကောင်းတယ်ပေါ့နော်စီလဲဖို့တို့တုတ်ပေါ့နော်နည်းနည်းတော့ဖို့တို့တော့အဲ့ဒီတော့ကအကြိုက်တွေကအဲ့လိုတွေရှိကြတယ်
ရန်ကုန်ဆိုရင်ဒါ hijack မန္တလေးနဲ့မန္တလေးဆိုရင် Suzuki Master မကွေးဘက်ဆိုရင် Mitsubishi တို့ Nissan တို့မှကြိုက်မော်လမြိုင်ဘက်ဆိုရင် Honda မှကြိုက်တောင်ကြီးဘက်ဆိုရင် Subaru Sama မှကြိုက်အဲ့လိုအကြိုက်ပုံမူတည်ပြီးတော့အဲ့လိုကတော့ပွဲရတယ်ဒါပေမဲ့ဒီ user ပေါ့နော် user များတဲ့ပုံမူတည်ပြီးတော့ဘယ်လိုပြောမလဲလူညီအကျွဲဖြစ်ဆိုသလိုအကြိုက်များတဲ့သူဘက်ကကားဈေးကွက်ဦးဆောင်သွားပါဘောနော်ခုဆိုရင် hijack ဆိုရင် hijack နဲ့ Sama နဲ့ဆိုဈေးက2ဆလောက်ပါပဲဘောနော် hijack က300ဆိုရင်400ဆိုhijack က Sama 400ဆို hijack က800အဲ့ဒီပေါ့နော်ပြင်စားပြီးတော့အဲ့လောက်တော့မကွာဘူးနော်ကွာသွားတယ်ပေါ့နော်အဲ့လိုနေထားလေးတွေရှိတယ်ဘိုးပစ္စည်းဝယ်လို့ရတာပြုပြင်လို့လွယ်တာတွေကတော့အတူတူပဲအဲ့တော့နောက်တစ်ခုက 4wheel နဲ့ 2wheel ပေါ့နော် 4wheel နဲ့ 2wheel ဆိုလို့ရှိရင်လည်းဒါ 4wheel ဆိုရင်ဒါစိုက်ရုံထုတ်တဲ့ဈေးမှာအဲ့တော့ဈေးတောင်မှာ$1000လောက်ပို့တယ် 4wheel ထုတ်ဖို့အတွက်ကုန်ကျစရိတ်ပေါ့နော်ဒါဒီမှာကျတော့ 4wheel စီစားတယ်ဆိုပြီးတော့ 4wheel ဆိုဈေးတောင်နည်းနေတယ်တကယ်တော့လူမှသုံးမလို့မသုံးနဲ့ဆိုရင်ကိုယ်အသုံးတက်ရပါတော့ဒါတော့ဒါလူတို့ကိုကြိုက်တယ်မျိုးပေါ့နော်သူ့ရဲ့နဲ့သူ့ရဲ့ပေါ့နော်နောက်က auto manual auto ဆိုလို့ရှိရင်လည်းဒါ auto လေးကြိုက်ကြတယ်မှန်ပါတယ်ဒါ manual ကတော့လူရင်းဆိုရင်ဒါမိပွားနေပါလိမ့်မယ်ကြာချင်းရတာပါညာလှုပ်ရှုပ်တာပေါ့နော် auto ကတော့ ACC ပေါ့နော်သို့တော့ highway ဆိုရင်ကျွန်တော်တို့ဒါ manual ဆိုရင် auto ဆိုရင် gear 3ချက်ပဲပါတယ်ဒါ2013အောက်နေနေလို့ပေါ့နော်ပုံပြောင်းသွားတယ်ဒီချက်3ချက်ပဲပါတော့သူက highway မောင်းမယ်ဆိုရင်ကျွန်တော်တို့ကီလို65လောက်မှာပဲ RPM 2000ကျော်နေပြီအဲ့တော့ဆက်နေရင် RPM နဲ့တအားပြင်းပြီးတော့ကားပူးတာပြီးတော့ဟိတက်မှာနော်အင်ဂျင်ကောင်းမှရေးမစုမှာအင်ဂျင်မကောင်းရင်ရေးတန်းစုmanual တော့5ချက်ပါတဲ့အတွက်အဲ့ထပ်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကအင်ဂျင်ထိုင်လေးတွေလည်းမတူကြဘူးဒါ Suzuki Master ဆိုရင်ကျွန်တော်တို့ဖြစ်နိုင်ကောင်းအောင်မှထိုင်ထားတယ်Mitsubishi Nissan ဆိုလည်းဖြစ်နိုင်ကောင်းအောင်ပဲ hijack ဆိုရင်ကျတော့နောက်ဒီ cargo space ရဲ့အလဲကောင်တော့ပေါ့ခါးတိုင်းတော့ဖြစ်သွားတယ် Subaru ဆိုရင်ဖင်ပြီးမှတော့ထိုင်ထားတယ်ပေါ့နော်အဲ့လိုမျိုးကွာဟာချက်လေးတွေရှိတယ်2019လောက်ထိအဲ့ဒီကားလေးတွေဝင်နေ JDM ပေါ့နော်2019လောက်ထိကျွန်တော်တို့နံပါတ်လိုရဆိုရင်တော့ကျူတန်းလောက်ထိရှိတယ်2ကျူလောက်ထိရှိတယ်2ကျူဆိုတချို့ဒါကျွန်တော်တို့ဒါနံပါတ်မယူပဲကန့်ကြမ်းမှာနံပါတ်မယူပဲထားထားတဲ့ကားလေးတွေပေါ့နော်အများသောအားဖြင့်ပေါ့နောက် delivery လေးတွေနောက်ပိတ်ဖြစ်မယ်လို့ပြောနောက်ဆုံးဝင်တာ2ကျူနေလေ60လေးတွေသူကဂျပန်ပြည်တွင်းသုံးဖို့အတွက် chassis number chassis number နဲ့ဂျိုက်ထုတ်ထားတဲ့ပြီးတဲ့ပြည်တွင်းသုံးဖို့အတွက်ထုတ်ထားတဲ့ကားတွေဖြစ်တယ်တခြားနိုင်ငံကိုလုံးဝမရောင်းဘူးတခြားနိုင်ငံမှာလည်းမပို့ဘူးဘင်းကုန်းနဲ့လည်းမလာဘူးတွေ့လည်းမတွေ့ဘူးကျွန်တော်ပဲမတွေ့ရတာမရှိပါဘူးနော်ဘင်းကုန်းဆက်လုံးနဲ့ဆိုရင်တော့ဒါ export လုပ်တဲ့အတွက်နိုင်ငံတကာကိုရောင်းခွင့်ရှိတဲ့ကားတွေပေါ့နော်နိုင်ငံတကာကိုလုံးဝမရောင်းဘူးဒီနည်းပညာကသူ့နိုင်ငံသုံးဖို့အတွက်ပဲသူထုတ်တာပေါ့နော်အဲ့တော့အဲ့ကားလေးတွေကခုချိန်ထိလည်းအသုံးတည့်နေလုံးမယ်သူတို့စီမှာလည်းသုံးနေလုံးမယ်အခုပစ္စည်းတွေလည်းပေါ်နေလုံးမယ်ရမ်းပေါ်တယ်ပေါ့နော်အဲ့ဒါကကားတစ်စီးကဝယ်တဲ့ချိန်မှာ performance စီးတဲ့ချိန်မှာ performance ဆိုတာထက်ပြင်ရတာဘယ်လောက်မြန်တယ်လဲဘယ်လောက်လွယ်တယ်လဲပုံမှာမူတည်ပြီးတော့သူ့ရဲ့ value ကတက်တာပေါ့နော်ဒီကားတွေပြင်ရတာမြန်နေလွယ်တယ်ပြီးတန်သားကောင်းတယ်ကျွန်တော်တို့ဒါ2006 model ဆိုခု2026 2020ရှိတချို့ဆိုရင်တန်သားရမ်းကောင်းတယ်တန်ကြီးလုံးဝမလိုက်ဘူးပေါ့နော်အဲ့လိုနေထားပြီးရှိတယ်ဒီနေ့ဒီလည်းသုံးကောင်းနေတယ်သူတို့ဂျပန်ပြည်တွင်းမှာလည်းဒါ2026 model ဒီအောင်ထုတ်လုပ်ပြီးတော့သုံးဆွဲနေတယ်ဖြစ်တယ်2026ဖြစ်လို့အင်ဂျင်ပါဝါကြီးတော့မလားဆိုမကြည့်ဘူးဒီအင်ဂျင်ပါဝါပဲ660လောက်မရှိပါဘူး659လောက်မသိဘူးအဲ့လိုမျိုးပေါ့နော်ဒီကြက်လို့ပြီးတော့ခုကျွန်တော်တို့စီမံရှိနေတဲ့2001 2002 2003 2006 2009ခွဲပြုလေးတွေလည်းနောက်တော့10နှစ်15နှစ်လောက်ထိဆက်ပြီးအသုံးတည့်နေအောင်ပါပဲပြည့်သုံးလို့အဆင်ပြေနေအောင်ပါပဲပေါ့နော်အဆင်ပြေတာကတော့light dot တွေတာကြည့်လို့ပေါ့နော် light dot တွေတောင်းအိတ်လိုပါလို့ဆိုရင်ဒါ97လိုပါလို့ဆိုအခုချိန်ကြီးအဆင်ပြေတယ်ပြင်လို့လဲလွယ်သုံးလို့လည်းကောင်းတယ်မာလည်းမာတယ်เนาะဖုန်းထဲဝင်ပါဘောเนาะဖုန်းထဲဝင်ပါ budget package လေးတွေဖြစ်တယ်ဒီကားလေးတွေမြို့ရင်း delivery အတွက်ရည်ရွယ်ပြီးထုတ်ထားတဲ့အကောင်းဆုံးကားလေးတွေဖြစ်တယ်အဲ့တော့ Suzuki